မင်္ဂလာပါခင်ဗျာ Golden Science မြန်မာကနေပြန်လည်ကြိုဆိုပါရစေအခုဆိုရင်ကျွန်တော်တို့16ရက်နေ့ 3D အောင်ပွဲအတွက်စတုပ္ထမ်ကောက်အခိုင်အမာဆုံးသောတော့ချက်ကဏ္ဍကိုထုတ်ဖော်ပြီးမဲ့ခင်ရောက်ရှိလို့လာခဲ့ပါပြီအရင်တင်ဆက်ခဲ့တဲ့3ခွက်နဲ့ဒီနေ့ကဏ္ဍကိုဘယ်လိုပေါင်းဆက်ရမလဲဆိုတာပညာရဲ့ပိုင်းဆိုင်ရာအရာရှင်းပြပြီးတော့မှာပါခင်ဗျာဒီနေ့တော့စတုပ္ထမြောက်ပေါ့ချက်ကဏ္ဍကတော့2 5ခွန်မဲဖြစ်ပါတယ်ဒီကဏ္ဍကိုကျွန်တော်တို့ရဲ့ probability wave analysis အရရွေးချယ်ထားတာဖြစ်ပါတယ် wave pattern လက်ရှိကဏ္ဍစီးဆင်းမှုလိုက်ဟာ2 5နဲ့ခုံဆိုတဲ့နေရာတွေမှာအရှင်ဟုံအကောင်းဆုံးရောက်ရှိနေတာကိုတွေ့ရပါတယ် consistency check ပြီးခဲ့တဲ့အပတ်စဉ်တွေရဲ့အကျကဏ္ဍတွေနဲ့ဒီ2 5ခုံအတွေ့ဆက်ဟာတင်ချာနီးကြချိတ်ဆက်မှုအားကောင်းဆုံးဖြစ်နေတာကိုကျွန်တော်တို့စစ်ဆေးတွေ့ရှိခဲ့ပါတယ် balance digits ထိပ်စီး2အလဲ9နဲ့နောက်ပိတ်ခုံဆိုတဲ့ပေါင်းစပ်မှုဟာလက်ရှိပတ်တန်မှာအကျနိုင်ဆုံးအချိုးအစားဖြစ်နေပါတယ်ခင်ဗျာကျွန်တော်တို့တင်ဆက်ပေးမဲ့ခုနှစ်ကွက်လုံးဟာတစ်ခုနဲ့တစ်ခုတင်ချာနီးကြချိတ်ဆက်နေတာကြောင့်မိတ်ဆွေတို့ရဲ့ကိုယ်ပိုင်တွက်အင်းတွေမှာဒီ2 5ခုကိုပါယုံကြည်မှုရှိရှိနဲ့ထည့်သွင်းစဉ်းစားပေးဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာဒါကတော့၄ခွက်မြောက်တော့ချက်ထည့်ပါတယ်နောက်နေ့မှာတော့9ခွက်မြောက်ကဏ္ဍကိုထပ်မံတင်ဆက်ပေးသွားမှာပါကျွန်တော်တို့ရဲ့ Golden Science မြန်မာကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးအားလုံးပဲကန်ထူးကြပါစေခင်ဗျာ